ဒီနေ့တော့အိမ်မှာငပြောအုံးတို့ပေါင်းလေးလှုပ်စားဖြစ်လို့ညဝေပေးလိုက်ပါတယ်ရှင်အရင်ဆုံးငပြောသီးတွေကိုအခွန်ခွာထားပါမယ်ဖီးချမ်းငပြောသီး10လုံးသုံးထားပါတယ်ပြီးရင်တော့အိုးထဲကိုရေနှဲငယ်ထည့်ပြီးတော့ရေစလိုက်ရင်ထညက်အသေးလေးတစ်လုံးထည့်လိုက်ပါတယ်ထညက်ကြေသွားပြီဆိုရင်တော့ငပြောသီးလေးတွေထည့်ပါမယ်အိမ်မှာတော့ငပြောသီးကိုဒီတိုင်းစားရတာထက်မုံလုံးစားရတာကိုပိုကြိုက်ကြတာဆိုတော့ငပြောသီးကိုအမျိုးမျိုးလှုပ်စားဖြစ်ပါတယ်တကြားနှစ်စုံအုံတို့ဘူးသေးတပူစားနှဲငယ်နဲ့လူစိမ့်တို့ကိုထည့်ပါမယ်အုံတို့မစားရတဲ့သူကမထည့်လို့လည်းရပါတယ်နှုတ်စိမ့်ဆိုတော့နွားနှုတ်ပြောနေမှာနော်ဆိုတော့တဝက်ပဲထည့်လိုက်ပါတယ်နှုတ်စိမ့်နေရာမှာနွမ်းတို့ထည့်လို့လည်းရပါတယ်နော်အဘီတေထားငပြောသီးလေးတွေဣပြီးတော့ပပတ်ဆူလာပြီဆိုရင်ချလို့ရပါပြီဒါဆိုရင်တော့အနံ့ရတာနဲ့ပြေဆုံးပြီးစားလို့ကောင်းတဲ့ငပြောအုံတို့ပေါင်းလေးရပါပြီရှင်